အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော် line ပေါ်မှာလူပြောများနေတဲ့နေရာပေါ့နော်အင်းဝါကနေပြီးတော့ဒီမြေအကြောင်းကနေပြီးတော့ပေါ်လာတဲ့အိုယိုးရှိတယ်ပေါ့နော်အဲ့ဒီနေရာကိုကျွန်တော်သွားကြည့်တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အဲ့သွားတဲ့လမ်းမှာပဲတည်းလေအနေထားကြည့်ရတော့ရေရှင်းထားတဲ့ပုံစံပဲဒီပကြားအပ်တွေလည်းအကြီးပဲပေါ့နော်ဒီပကြားအပ်ကအကြီးတွေတွေ့ရတယ်ဒါဒီမှာမြင်တဲ့အတိုင်းဒါလူပြောများနေတဲ့အိုယိုးဖြစ်ပါတယ်ကျွန်တော်ဒီကတခြားလေးရိုက်ခဲ့ပါတယ်အဲ့တော့ဒါအဓိကဘာအဆောက်အဦဖြစ်တယ်ဆိုတာတော့ဒါရှေးအောင်သူတည်နာလူတွေပဲပြောနိုင်လိမ့်မယ်ပေါ့နော်။ line ပေါ်တော့ဒါတင်လုံးနဲ့တော့အမျိုးမျိုးပြောနေကြတာမျိုးတော့ရှိတယ်ပေါ့ဗျာ။ဒါကျွန်တော်လည်းဒါနေကန်ဆိုတော့မေးလိုက်လို့ရှိလို့ကျွန်တော်ကိုယ်တိုင်သွားရိုက်ထားတာလေးဖြစ်ပါတယ်။ဒီမှာမြင်ရတဲ့အတိုင်းအိုယိုးကတော့တော်တော်တူးတယ်ရှိပါတယ်။ဖော်ကြည့်ရင်တော့ပို့ပြီးတော့တိကျတဲ့အဖြစ်သိရမှာပေါ့လေနော်။ဒီမှာမြင်ရတဲ့အတိုင်းအိုယိုးရဲ့ဒီဘက် channel လေးမှာကကျွန်တော်တို့ဒီဘက် channel မှာအဲ့အိုယိုးနဲ့ဆက်ရက်လို့ယူစားရတယ်နော်ကျွန်တော်လေကားလက်ရန်လို့ဘာလို့ပေါ့နော်။အဲ့ပုံစံမျိုးလဲဒီဘက် channel မှာပေါ်လာလေးရှိတယ်ပေါ့ဗျာနော်အဲ့လိုမျိုးလေးပါဒီနားမှာတော်တော်ကိုကျွန်တော်ဒါနေရာလို့ပြောရင်ကျွန်တော်ဒါအင်းဝမင်းတို့အုံချောင်းပေါ့နော်ပြိုသွားတဲ့မင်းတို့အုံချောင်းကြီးရဲ့အရှေ့မြောက်ဘက်တဲ့တယ်မှာရှိပါတယ်အေယော်ဒီမြင့်နဲ့အဲ့ဒီမင်းတို့အုံချောင်းနဲ့ကြားထဲကတနေရာမှာဖြစ်နေတာပါမင်းတို့အုံချောင်းကနေပြီးတော့ဆင်းလာမယ်ဆိုရင်ရတယ်ဒီနေရာကိုလေအဲ့လိုမျိုးဖြစ်ပါတယ်အဲ့မှာအချောင်းကြီးကတော့တော်တော်ကိုကြီးတယ်နဲ့လည်းဒါကြောင့်လည်းဒါကြီးကိုမြင်ရတာပေါ့လေနော်ဒီမှာမြင်ရတဲ့အတိုင်းပဲအဲ့ဒါဒီဘက်ကကောင်ကတော့ဒါကလေရန်လို့ဘာလို့ယူဆရပါလဲဒီစာအုပ်နဲ့ဒီပေါ်လာတဲ့အိုယူနဲ့တစ်ဆက်တည်းဖြစ်မယ်လို့ထင်ရတယ်အိုယူကလည်းဒီမှာမြဲတဲ့အတိုင်းပဲတူတယ်တော်တော်ကြီးပါပဲเนาะအဲ့တော့ဒါကတော့ဒါခုလက်ရှိဒါမြေငလင်းကြောင်းမလို့အကွဲသွားလို့မြင်ရတဲ့အပိုင်းကြီးလို့ယူဆရပါတယ်ပေါ့နော်မြင်ရတာပေါ့နော်အဲ့လိုမျိုးဖြစ်ပါတယ်ကျွန်တော်ရောက်တော့နေကလေးရိုက်ထားပါတယ်เนาะတော့ဆိုတော့ဒီဝလုံးတွေဒါဘယ်သူကာထားလဲတော့ဝလုံးတွေတော့အပတ်လဲကာထားတာတွေ့ရတယ်ဗျာเนาะအဲ့ဒါပြီးဒီအဲ့အိုယူနဲ့မလက်မကမှလည်းဒီလိုကြီးဗျ။ဘာကြလဲနေတာကြီးမဟုတ်ဘူးနော်။ပြီးရာကနာလောက်ရှိမှထင်တယ်ဗျာနော်။တောက်လျှောက်အကြီးပဲ။ပြီးတော့မြေတစ်ဖက်နဲ့တစ်ဖက်ကအနိုင်နေလည်းမတူတော့ဘူး။အဲ့လိုကြီးပေါ့နော်။ဒါမြင်နာနေလို့လည်းပို့ဆူတော့ဗောလေ။မြင်နာနေတော့ကပရန်ကြောင့်မလို့နော်မြစ်ကြောင့်မလို့ပြေးသွားတယ်လို့တော့ထင်ရပါတယ်။အကြောင်းကြီးကကြီးတယ်ကြီးတယ်လည်းဒီမှာမြင်ရတာအဲ့ဒါမင်းတို့အကြောင်းပါ။မင်းတို့အကြောင်းဒါကြောင့်အရှင်းမြောက်ဖတ်ပေါ့နော်။အဲ့ဘက်ချမ်းမှာရှိပါပေါ့။အေရီမြင့်နဲ့မင်းတို့အကြောင်းနဲ့ရှားတယ်ပေါ့ဗျာ။အဲ့လိုမျိုးပဲယူဆပါတယ်။အဲ့မှာဝလုံးသားထားတဲ့နေရာကအခုပြောနေတဲ့ပေါ်ရဲဆိုတဲ့နေရာပေါ့လေနော်အဲ့လိုမျိုးဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့လက်တာကျွန်တော်နေကန်ဆိုတော့ဝါမီဒီယာမီနဲ့ဆိုကျွန်တော်လည်းကိုယ်တိုင်သွားပြီးတော့ကြည့်ပြခဲ့တာလေးပေါ့နော်ဖြစ်ပါတယ်ဒါကတော့အေရီမီကန်နာကြအဲ့ဒါကတော့နောက်ဖန်နာရောက်တယ်မင်းတို့ရဲ့မင်းတို့အကြောင်းရဲ့နောက်မြောင်နာလေးပေါ့နော်အဲ့မှာလည်းကပရန်လေးပပဆူဆက်ကိုပြူလာတယ်ဗျအကြီးကြီးပြူထားတာပါနော်အဲ့မှာဆိုရင်အဲ့မှာမြင်ရတဲ့အတိုင်းမှာပဲကျွန်တော်ကဘားတွေပေါ့နော်အကြီးပြူချတာလဲဒါကတော့ကျွန်တော်တို့စကိုင်းဘက်ချောင်းမြင်ရတဲ့အခါစကိုင်းတရားကြီးဖြစ်ပါတယ်เนาะဒါအင်းဝါဘက်ကနေလက်ကြည့်ရင်မြင်ရတဲ့စကိုင်းတရားကြီးပေါ့နော်တကယ်လို့စကိုင်းဆိုတာကျွန်တော်တို့ဒီအင်းဝါနဲ့တောင်ဘက်မြောက်ဖက်ပါပဲเนาะမြစ်ပဲချပြီးတော့ဟိုဘက်ဒီဘက်ကမ်းမှာရှိတာဖြစ်ပါတယ်เนาะဒီမှာဆိုရင်တရားကြီးကျူးထားတဲ့မြင်ကွင်းကိုကျွန်တော်ဒီဘက်ကနေပြီးမြင်ရတာတရားဟောင်းဒီဘက်ကဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီကောင်ကြီးတွေလည်းဒီစာဝီးတွေတော့ကျွန်တော်မြင်ရတော့တိတ်တော့စူးဝါတိကိမှုတော့မမြင်ရပါဘူးဒါကျွန်တော်စီတူလောင်ကန်ကြီးတွေနဲ့တူပါတယ်ဒီဘက်ကမှရှိနေတာပေါ့နော်ဒါကြောင့်တော့ကျွန်တော်ရိုက်ခဲ့တာပါဒါဟိုဘက်ချမ်းစကိုင်းစီဒီတွေပေါ့နော်စကိုင်းဘက်ချမ်းစီဒီတွေဖြစ်ပါတယ်ဒါကကြတော့ကျွန်တော်တို့ဒီမှာအဲ့ဘက်ခုနကကပရန်ကြီးပြူတဲ့ဘက်ကိုရောက်ဖြစ်လို့ကြည့်တော့ဒီအောက်မှာလည်းအုတ်တိုင်းပုံစံမျိုးပေါ့နော်အုတ်တွေအများကြီးပဲစီထားတော့တွေ့ရတယ်ပြူတဲ့ဘေးမှာမြင်းနေရတဲ့အုတ်ရိုးတွေအများကြီးပဲအုတ်တွေအများကြီးပဲဒါအေရီဘက်ကိုပြူကြတာကြီးပဲရက်တလာအပြင်မှာတော်တော်ကိုကြီးမမကိုပြူထားတာအောက်လည်းအနေကြီးပဲဖြစ်ပါတယ်ပြူကြတာလည်းအနေထားလည်းဒီမှာလည်းအဲ့လိုမျိုးပဲဗျအုတ်ရိုးပေါ်နေတယ်ပေါ့နော်အုတ်ခဲတွေအများကြီးပဲအဲ့မှာမြင်းတဲ့အတိုင်းပဲကျွန်တော်ပြူကြထားတယ်ပေါ့နာကြီးမလို့ကံကောင်းပါလေဒီနားမှာအစာအုပ်တွေပါလည်းမရှိတော့တော်တော်ကောင်းကောင်းလည်းပြောပါပါ